င်းဘာပြေး ဟာငါဟာတာအောက်မှာကိုမနဲ့မင်းဝင်ရထားတာလေမင်းဝင်ရထားတာလေအဲ့ကြောင့်မင်းတို့ကလာတဲ့ရှင်းတာဟဲ့ အတဲရှင်းလဲငါလည်းတဲပြောမယ်ဟဲ့နော်ဟာတာလေးရိုက်တယ်ဆိုတာလေနည်းနည်းပြရိုက်နော်သဘောပေါက်လားဒါလည်းမင်းကလည်းဟာတာရိုက်တာလေကိုတူလားမတူလားမသိဟာတာမြောက်လားမမြောက်လားမသိပေါ်ကြောင်ကြောင်လုံးနေလို့စောက်ပေါ်လို့ငါရေးလိုက်တာကွာ အမေအဲ့လိုရေးတာကြောင့်မဟုတ်ဘူးကွာမင်းအဲ့လိုရေးတော့နောက်အကောင်တွေကတပြုံတကောင်းမှလိုက်လာတာအကုန်အများကြီးပဲဟဲ့ငါတက်တဲ့ဟာတာလေးငါကြိုက်ငါတက်ဆွမ်းလို့ငါရိုက်နေတာကွာမင်းကလေ ရိုက်ရင်လေဟာတာဖြစ်အောင်ရိုက်လဲဘာလဲအကျူထောက်လို့အမောဖောက်သေလိုက်ပေါ့ကွာဘာလဲအဲ့ဒါကိုတူနေတဲ့အကျူထောက်လို့အမောဖောက်အဲ့ဒါဟာတာလားကျောက်တူနေသိနေဟန်ဆိုတော့ညီမဂန်နဝင်အဆိုတော်အဲ့ဒါခါသားလုံးမယ်ဆိုဝင်းမှာတောက်လို့စောက်ဘောတွေဝင်နေတယ်အဲ့ကြောင့်မျိုးစောက်ဘောလို့ငါရေးလိုက်တာ မင်းလုံးမှာပို့ပြီးတော့အမှုကြီးနေတယ်ငါအမှုကပို့ပြီးတော့ကြီးနေတယ်ငါတက်ဆွမ်းတော့အမှုပညာနေတယ်ကွာငါ YouTube တွေ TikTok တွေမှာငါတက်ဆွမ်းတော့ငါပြိတ္တကိုတင်ပြတာမင်းအောက်ကနေမပလိမ့်နဲ့ဘလိုက်မပလိမ့်နဲ့မပလိမ့်မဲ့ဆိုတော့တေချာဝေဖန်ထောက်ဆပြီးတော့နော်တေချာဝေဖန်သုံးသပ်ပြီးမှဒီအပြင်ကိုမင်းဆုံးဖြတ် ဘာဖြစ်နေလဲဘာဖြစ်အဲ့ဒါတင်ပြီးလေအဲ့ဒါတင်ပြီးငါရှာလိုက်ရှာပြီး မရိုင်းနဲ့မတင်ရသေးဘူးတင်ပြီးပဲ တင်ပြီးလေငါဗရိမယ်အခုတော့တူမတူတဲ့ဟာယူ ဘလို့ပဲဖြစ်ဖြစ်ရမင်းနောက်ကမင်းငါအကောက်ထဲဝင်းမလာနဲ့နော်အောက်ကနေ